ဆုံးဖြတ်တယ်ကိုကိုရီးယားလိုဘယ်လိုပြောလဲ겨울장하다လို့ပြောတယ်သူတခုပဲရှိရလားဆိုတော့မဟုတ်ဘူးเนาะ겨울신마다 마음 먹다ဆိုပြီးတော့နောက်တစ်နှစ်မျိုးလည်းရှိသေးတယ်ဒါဆိုရင်ဆုံးဖြတ်တယ်လို့ပြောချင်တယ်ဘယ်စလုံးကိုသုံးရမလဲစလုံးသုံးခုလုံးကတော့ဆုံးဖြတ်တယ်ဆိုတဲ့အဓိပ္ပာယ်တူတူပဲဒါပေမဲ့ကိုကဘယ်လိုပုံစံမျိုးနဲ့ပြောချင်တာလဲဘယ်သဘောတရားကိုဖော်ပြတာလဲနားထောင်နေသူကိုဘယ်လိုခန်းစားချက်ပေးချင်တာလဲဆိုတာမျိုးတည်ပြီးတော့ရွေးချယ်ပြီးတော့သုံးလို့ရမယ်겨울장ဟာတာဆုံးဖြတ်တရားလေးကျတို့ခေါင်းနဲ့တေချာစဉ်းစားပြီးတော့ဆုံးဖြတ်လိုက်တာမျိုးဂျောင်းဟာတာသတ်မှတ်လိုက်တဲ့ပုံစံမျိုးကိုကိုတိုင်းလည်းအဲ့ဒီ action ဆုံးဖြတ်လိုက်တဲ့ action ကိုလုပ်မယ်ပြီးတော့တခြားသူကိုလည်းလုပ်စေတယ်ဆိုတဲ့သတ်မှတ်ချက်တွေပါတယ်ဥပမာ회의 시간은 결정하다အစည်းအဝေးရဲ့အချိန်ကိုသတ်မှတ်လိုက်တဲ့ဒီလိုပုံစံမျိုးပေါ့နော်겨울신마다နဲ့မောင်းမှုမော့တာကြတော့ခေါင်းနဲ့တေချာစဉ်းစားပြီးဆုံးဖြတ်တာတဲ့ဆိုင်စိတ်နှလုံးဆန္ဒအရဆုံးဖြတ်လိုက်တဲ့ဆိုတဲ့သဘောကိုပို့ပြီးတော့တက်ရောက်တယ်မှာကျတော့ 겨울신마다ကလေးလေးနက်နက်နဲ့ပြင်းပြင်းထန်ထန်စိတ်ဆုံးဖြတ်ချက်ချလိုက်တဲ့ပုံစံမျိုးကိုပြောပြီးတော့မာမှုမော့တာကကြတော့နေ့စဉ်ပုံမှန်စကားပြောအသုံးတွေမှာပို့ပေါ်ပါလေးနဲ့သုံးတဲ့နေရာမှာအများကြီးသုံးတယ်ဥပမာ 다이어트를 결심했다. 다이어트လုပ်ဖို့အတွက်ကိုငါကလေးလေးနက်နက်နဲ့ပြင်းပြင်းထန်ထန်နဲ့ငါစိတ်ဆန္ဒရဆုံးဖြတ်ချက်ချထားတယ်။ 운동 좀 하기로 마음을 먹었다. အားကစားနည်းနည်းပါးပါးလုပ်ဖို့အတွက်ဆုံးဖြတ်ထားတယ်ဒီလိုပေါ့ပါပြောတဲ့ပုံစံမျိုးပေါ့နော်။ဒါဆိုရင်ဘယ်ချိန်ဘယ်အခါမှာ 겨울장 하다ကိုသုံးမလဲ 겨울심 하다ကိုသုံးမလဲ 마음을 먹다ကိုသုံးလဲဆိုပြီးတော့သဘောပေါက်သွားပြီလို့ထင်ပါတယ်နော်။시간 내셔서 감사합니다.